မျက်ရည်တင်စီမံကိန်းလူစီတိတ်မှလူစီတိတ်ချင်ရောက်မှအိမ်စောပိုက်ဖြုတ်ပြီးမောင်းနေတဲ့သူညံပေါက်ပွဲစိုက်ကြသမားလို့ဘာတို့အထင်ရှားဆုံးတင်စားလိုက်ရင်သရဝါတစ်ခုတန်တစ်ခုဘာတစ်ခုမှလည်းမရရှာအောင်အပြင်မှာရေတွေမြုပ်လို့ရှင်ထဲမှာအဆုတ်ထဲရေဝင်နေရှာတဲ့တငယ်ချင်းတွေရဲ့များမင်းမလဲဘုံတခြားလူကတခြားမင်းမလဲအပြုံးတခြားလူတွေခြားပဲသင်စားတဲ့အမတ်သားကဘာကိုမှအမတ်သေးခြင်းမရှိခြင်းကိုပြက်ရှုံးနေတဲ့ခေတ်ခေတ်ကိုဒုတိယပိုင်းတီးတဲ့အထိငါတို့ထိုင်ကြည့်ခဲ့မိတယ်အောင်ခိုင်မြတ်ဆရာအောင်ခိုင်မြတ်ကဒီစီမံကိန်းကျေးဇူးတော်တိုက်ခိဘုရား